ပိဋကစာပေအယတပုဒ္ဒနှင့်ပါဠိကတို့၏ဘဝအကြောင်းမြန်မာဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာတပုဒ္ဒနှင့်ပါဠိကဆိုတာကြာဝနာဝရှိနေကြဘုရားသမိုင်းတွေရဆိုလို့ရှိရင်ရွှေရဘုံစေတီတော်ကြီးကိုတည်ထားကိုးကွယ်ဖို့အတွက်ဘုရားမြတ်စွာကရှင်းမြင်လိုက်တဲ့စံတော်ရှစ်စုကိုပင့်လာတဲ့ပုဂ္ဂိုလ်တွေအဖြစ်တချို့ကလည်းရန်ကုန်သားအဖြစ်အတိမတ်ပြုပြီးတော့ဘုရားသမိုင်းတွေမှာရေးသားဖော်ပြတဲ့တပုဒ္ဒပါဠိကအကြောင်းလောကမှာရှည်လျားနေတဲ့သမိုင်းကြောင်းတစ်ခုဆိုတာအဆိုအမိတ်မတူညီဘူးဆိုတာရှိတတ်တယ်။ဘုန်းကြီးတို့ဒီကနေ့တပုဒ္ဒပါဠိကအကြောင်းကိုဟောတာရခင်ကတည်းကဟောဖို့စိတ်ကူးရှိတော့လဲပိဋကစာပေမှာလာတဲ့တပုဒ္ဒပါဠိကအကြောင်းကိုဟောဖို့ရန်ကုန်ရွှေတကုံနဲ့ဆက်ဆက်နေတဲ့တပုဒ္ဒပါဠိကအကြောင်းမဟုတ်ဘူးသမိုင်းကြောင်းဆိုတာဘယ်အရာကမှန်တယ်ဘယ်အရာကမမှန်ဘူးလို့ဆိုတာဟာတိကျတဲ့အထောက်အထားမတွေ့နိုင်လို့ရှိရင်ခံမှန်းပြောကြားခြင်းသာဖြစ်တယ်ပေါ့အခုဒီကနေ့ဟောမဲ့တပုဒ္ဒပါဠိကဆိုတာပိဋကစာပေမှာလာလို့ခိုင်မာတယ်လို့ပြောပိဋကစာပေမှာလာတဲ့အတိုင်းတပုဒ္ဒပါဠိကတို့ရဲ့ဘဝအကြောင်းကိုထူးထူးကျမ်းဂန်တွေမှာလာတာကနေထုတ်နေပြီးတော့ဟောပြောတခြားဟောပြောထားတဲ့တပုဒ္ဒပါဠိကတို့နဲ့မတူညီတာတွေတွေ့လို့ရှိရင်တစ်မျိုးစီပဲလို့သာမှတ်ထားချအငင်းပွားဖို့ခေါ်တာမဟုတ်ဘူးပိဋကစာပေမှာတော့ဒီတိုင်းဆိုတယ်ဆိုတာကိုသိအောင်ဟောပြောခြင်းသာဖြစ်တယ်ပိဋကစာပေမှာဒီတိုင်းဆိုတယ်ဘုရားသမိုင်းတွေရဲ့အဆိုအရနဲ့ယမယံခပိဋကတော်အဆိုအရတွေဟာကွဲလွဲမှုတွေရှိနေတတ်တယ်ပေါ့ဘာပဲဖြစ်ဖြစ်အမှန်ကန်သိရှိနားလည်တာဟာပို့ပြီးတော့ကောင်းတယ်ဒီကနေ့ဟောပြောမဲ့ပိဋကစာပေအယတပုဒ္ဒနဲ့ပါဠိကတို့ရဲ့ဘဝအကြောင်းစာပေကျမ်းကအထောက်အထားနဲ့ပြောပြမှာဖြစ်လို့ဒီပုဂ္ဂိုလ်နှစ်ဦးဟာမြည်တော့မြည်ပုံဘုရားမြတ်စွာရဲ့သာသနာတော်မှာဆောင်ရွက်ခဲ့ကြတဲ့မြည်သည့်ဘဝမှာမြည်ကဲ့သို့သောအတိုင်းအတာထိအောင်သာသနာမှာထင်ရှားလာခဲ့တယ်ဆိုတာတွေနဲ့ပတ်သက်ပြီးတော့ရှင်းပြမှာပေါ့နော်ပထမဆုံးသူတို့နှစ်ယောက်ရဲ့အကြောင်းကိုပါဠိတော်မူရင်းကြကြစတင်တွေးရှိရတဲ့နေရာကတော့မဟာဝေကပါဠိလို့ဆိုတဲ့ဝိနည်းပါဠိတော်မှာလာတာလေအဲ့ဒီကနေစတပုဒ္ဒနဲ့ပါဠိကဆိုတာဥက္ကလာမျိုးကကုံတယ်ညီနောင်နှစ်ယောက်ဒီလိုဆိုတယ်တချို့နေရာမှာအတိတင်စနမျိုးလို့လည်းသုံးတယ်ဥက္ကလာမျိုးကကုံတယ်ညီနောင်နှစ်ယောက်ဟာမြတ်စွာဘုရားသရင်300မစ္စည်းမဒေသဗုဒ္ဓဂယာဒေသကိုရောင်းကုန်ရဲ့ကိစ္စနဲ့ဖြတ်တန်းပြီးတော့ခရီးသွားကြတယ်ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကဖြစ်ပျက်တစ်ခုပြန်ပြောဥက္ကလာဆိုတာဘယ်မှာရှိတယ်လဲပိဋကစာပေရပြောမယ်ဆိုရင်ဥက္ကလာဆိုတာဒီကနေ့ခေါ်တဲ့ကောလကတ္တာကလကတ္တာ
အရင်ကတော့ကလကတ္တာလို့ဆိုတယ်ဒီနေ့ကျတော့ကောလကတ္တာလို့သူတို့ဒေသဝဟာရနဲ့ပြောင်းသွားအဲ့ဒီကလကတ္တာကနေပြီးတော့တောင်ပိုင်းအရပ်တွေကိုသွားတဲ့အခါမှာဩရိတဆိုတဲ့ပြည်နယ်ရှိတယ်အဲ့ဒီဩရိတပြည်နယ်မှာကာလင်္ဂတိုင်းဆိုတာရှိကာလင်္ဂတိုင်းမှာဥက္ကလာဆိုတာရှိဒါကြောင့်အိန္ဒိယနိုင်ငံမှာဥက္ကလာစတိုးလို့ဘာလို့ရှိကာလင်္ဂတိုင်းဆိုတာအာသောကမင်းကြီးလက်ထက်တုန်းကအာသောကမင်းကြီးဟာအကြီးအကျယ်စစ်ပွဲဆင်နွှဲခဲ့တဲ့နေရာဖြစ်တယ်ကာလင်္ဂတိုင်းမှာလူ2သိန်းလောက်အသက်ခံရတယ်သွေးချောင်းစီးတဲ့တိုက်ပွဲကြီးဒါကြောင့်မို့အဲ့ဒီမှာကြောက်စာတွေထိုးပြီးတော့ပတ်တန်းတင်ထားတာရှိတယ်စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေကာလင်္ဂတိုင်းအဲ့ဒီမှာပတ်တန်းနေရှိတဲ့နေရာကိုသွားပြီးတော့ကြည့်လို့ရတယ်အာသောကမင်းကြီးဟာကာလင်္ဂစစ်ပွဲကြီးဆင်နွှဲပြီးတဲ့နောက်ပိုင်းမှာစစ်မတိုက်တော့ဘူးဓမ္မဝိစယတရားဥပဒေနဲ့ပဲအနိုင်ယူတော့မယ်လက်နဲ့အနိုင်မယူတော့ဘူးလို့တာဝေကကြီးစွာဖြစ်တယ်နေချဲတဲ့စစ်ပွဲကိုနောက်ထပ်မလုပ်တော့ဒါကြောင့်ဓမ္မသောကတရားဖြစ်အနိုင်ယူမဲ့ဘုရင်မျိုးခံယူဖြစ်ပြီးတော့စိတ်ချမ်းကိုယ်ချမ်းဘဝကနေအင်မတန်မှနူးညံ့သိမ်မွေးတဲ့တရားဓမ္မလေလာလိုက်စားလို့ဓမ္မသောကဆိုတဲ့တရားသဖြင့်မင်းပြုတဲ့မင်းဖြစ်ကိုခံယူခဲ့တယ်ဘုရားရဲ့ဆုံးမတွေကြောင့်ယာရုအနာအတွက်စစ်ပွဲကြီးတည်ခင်းလာတဲ့အာသောကဘုရင်ကြီးဟာနောက်ဆုံးမှာလက်နဲ့စစ်တိုက်တာဆိုတာကိုရဆိုင်လိုက်ပြီးတော့အာနာတိဆောက်မှုကိုမလုပ်တော့ဘူးတရားဓမ္မနဲ့ပဲဒီတိုင်းတစ်ပြေလုံးလူတွေကိုကျင့်တရားကောင်းအောင်ကြောက်စာတွေအမိတ်ပြန်နှန်းတွေထုတ်ပြီးတော့တရားလိုက်တာကျင့်သုံးဖို့ဆိုတဲ့တရားဓမ္မဖြန့်ဖြူးတဲ့အလုပ်ကိုပဲလုပ်တယ်ဆိုအဲ့ဒီမှတ်တမ်းတွေအဲ့ဒီမှာရှိအဲ့ဒီအခုမဟာပါဠိတော်မှာလာတဲ့စကားလေးအတိုင်းပြောမယ်ဆိုရင်တေနခောပနသမယေနတပုတ္တဗန္လိခာဝါနိစာဥက္ကလာတံဒေတံအတ္တနံဘေကပฏิပန္နာဟွန်တိတပုတ္တဗန္လိကဆိုတဲ့ဂုံတယ်နှစ်ဦးဟာဥက္ကလစနဘုတ်ကနေပြီးတော့မြတ်စွာဘုရားသတင်း300ဘုရားကရာဒေသတို့ခရီးရှိသွားကြတယ်လို့ကိုရောကုံရဲ့ကိစ္စနဲ့သွားတယ်အဲ့လိုသွားတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကရာဇာယနာလို့ခေါ်တယ်လင်းလုံးပင်အောက်မှာသတင်းသုံးနေတဲ့အချိန်ပါကြီးပင်ကနေပြောင်းရွှေ့ပြီးတော့လင်းလုံးပင်အောက်ရောက်တဲ့9ရက်အတိုင်းတာကာလဘုရားဖြစ်ပြီးတဲ့နောက်မှာရှစ်ခုမြောက်တတ္တဟာရှစ်ခုမြောက်တတ္တဟာလင်းလုံးပင်အောက်မှာသတင်းသုံးနေတဲ့အချိန်သူတို့ဟာဘုရားကရာဒေသကိုရောက်သွားတယ်မြတ်စွာဘုရားတမဘဝင်စားပြီးတော့တမဘကထအဲ့ဒီအချိန်ကြည့်အောင်မြတ်စွာဘုရားသခင်ကိုရောမြတ်အလောင်းတော်ဘဝကဘုရားမဖြစ်မီကသူသတ္တတထေသမီးကတ်လို့တဲ့ခဏနုစွမ်းဆုံးဖုံးပေးပြီးတဲ့နောက်မှာလုံးဝအစာအာဟာရမရှိသေးတဲ့အချိန်ပိုင်းပဲဖြစ်တယ်49ရက်မြတ်စွာဘုရားအစာရည်စာလုံးဝမရှိဘူးဘာနဲ့နေလဲလို့ဆိုရင်သမဘတ်ချမ်းသာခံစားပြီးဝိမု ക്തി ဒုက္ခလို့ဆိုတဲ့ရတ္တဖို့ချမ်းသာခံစားပြီးတော့နေလာသို့တော့ခန္ဓာကိုယ်ရဲ့သဘာဝအစာအာဟာရဟာလိုအပ်လာတယ်ပေါ့
အဲ့ဒါလို့အပ်လာသည့်အတွက်ကြောင့်ဒီကုံတဲ့ညီနောင်ကလည်းလက်ပေါင်း900နဲ့ဘုရားဂရာဒေသကိုဖြတ်တန်းတဲ့အချိန်မှာသူတို့နဲ့ဆွေမျိုးတော်ခဲ့တဲ့နတ်ကနေပြီးတော့သူတို့ကိုလမ်းညွှန်မှုပြုလိုက်တာရသော်ဗျာလင်းလုံးမဲ့အောက်မှာတရင်သုံးနေတယ်မိမိတို့မှာပါလာတဲ့မသူထမင်းမသူဟင်းလို့ခေါ်တယ်မန္ထနဲ့မဓုပိန္ဒိကမဆုံးမလုံးအပ်သေးတဲ့ဂျုံမုတ်ပြားရည်နဲ့နယ်ပြီးတော့အလုံးပြုထားတဲ့မဓုပိန္ဒိကဆိုတဲ့ပြားစုပ်အဲ့ဒီနှစ်ခုဟာအိန္ဒိယနိုင်ငံမှာရှိတော်ကုန်းတဲ့တွေရှစ်ပေါင်းများစွာဒေသရှိဝေးတဲ့နေရာဖြတ်တန်းသွားလာတဲ့အခါမှာမတိုးထမင်းမတိုးဟင်းဖြစ်ယူဆောင်သွားကြအဲ့ဒီအစားအစာတွေရောက်ရမှာစခန်းချပြီးတော့ချက်ဖို့ပြုတ်ဖို့အချိန်မရရင်အဲ့ဒါပဲစားသွားအဲ့ဒါနဲ့မြတ်စွာဘုရားကိုသွားရောက်ပြီးတော့ကတ်တုကိုကျုံလာခဲ့အဲ့ဒါလို့ကျုံလာတော့မြတ်စွာဘုရားစီရောက်တဲ့အခါသူတို့ကိုယ်တိုင်လည်းတရားတရားတွေဖြစ်မန္ထလို့ခေါ်တဲ့ဂျုံမုတ်နေပြုတ်ထားတဲ့ဂျုံမုတ်နေပြားရည်နဲ့မနေရသေးဘူးမဓုပိန္ဒိကလို့ဆိုတဲ့ပြားမုတ်ပြားရည်နဲ့နေထားတဲ့ဂျုံမုတ်နေအဲ့ဒီနှစ်ခုမြတ်စွာဘုရားသခင်ကိုရမြတ်ကိုသွားရောက်ပြီးတော့ကတ်လို့ကြတယ်သွားရောက်ကတ်တဲ့အခါမှာမြတ်စွာဘုရားလက်ထက်မှာတပိတ်မရှိဘူးဘုရားဟာအစာအာဟာရလာပေးလို့ရှိရင်လက်ထဲမှာထည့်စားတယ်ဆိုတာစင်မှာမဟုတ်ဘူးဒီကနေ့ချိန်ဘုန်းကြီးတွေကတော့သူတို့မှာတပိတ်ဆိုတာမရှိဘူးပိုင်ဆိုင်မှုတွေအကုန်ဆုံးလွတ်ထားတာဖြစ်တော့ကြောင့်တရားဓမ္မကလာလှလို့ရှိရင်လက်နဲ့ပဲခံပြီးတော့လက်ထဲရောက်တဲ့အစာစားနော်လက်ထဲရောက်တာနည်းနည်းရောက်နည်းနည်းစားအဲ့ဒါလိုလုပ်တဲ့အကျင့်ရှိတာမြတ်စွာဘုရားကြတော့အဲ့ဒါလိုမလုပ်ဘူးဟောအဲ့တော့ဘုရားရှင်ကိုရောမြတ်တွေဟာလက်နဲ့အစာအာဟာရကိုလက်ခံတာမရှိဘူးဘာနဲ့လက်ခံရမလဲလို့စဉ်းစားနေတဲ့အချိန်မြတ်စွာဘုရားလက်တော်ထဲမှာဂတိကာရဗြဟ္မာကြီးကအလောင်းတော်ဘွားတော်မှာကတ်လိုက်တဲ့တပိတ်ရှိတယ်ဉာဏ်ကပရိက္ခရ7ပါးတူလိုက်တာလေအနောမတောင်းမှာဆံတော်ပယ်တဲ့အချိန်ပရိက္ခရ7ပါးလာလှအဲ့ထက်မဲ့တပိတ်ပါအဲ့ဒီတပိတ်ပဲရောက်သွား6နှစ်ပတ်လုံးဒုက္ခရစရိယကျင့်တဲ့အခါတပိတ်တဏှာရာထားပြီးတော့ဒီအချိန်မှာတပိတ်မရှိတော့ဘူးပေါ့မြတ်စွာဘုရားလက်ထက်မှာတပိတ်မရှိတော့ဂရိကာရမြမကြီးကတ်လွတ်ထားတဲ့တပိတ်ဟာမရှိတော့အဲ့တော့မြတ်စွာဘုရားကတပုဒ္ဒဗာလိကတို့ကတ်လွတ်မဲ့အစာအာဟာရကိုလက်ခံဖို့အတွက်ငါမှတပိတ်မရှိဘူးလို့စဉ်းစားလိုက်တဲ့အချိန်ဗရမ ्या တပိတ်ကြီးလေးလုံးသူဥငါဥဆိုပြီးစတုမာရနမင်းကြီးလေးယောက်ကအရာလေးမျက်နှာကရောက်လာပြီးဘုရားကိုလာကတ်ကြအိန္ဒနီလနော်အိန္ဒနီလမြရောင်တောက်နေတယ်အပြာရောင်မြတပိတ်ကြီးတွေလာပြီးတော့ကတ်တဲ့အခါအင်မတန်မှတမိုးကြီးတဲ့တပိတ်ကြီးတွေဖြစ်လို့မြတ်စွာဘုရားလက်မခံတော့မှသူတို့ချက်ချင်းပြောင်းပြီးတော့ကြောင်းညူတပိတ်တာမန်ကြောင်းညူနဲ့ပြုတ်လုပ်ထားတဲ့တပိတ်လေးလုံးကိုလာပြီးတော့ကတ်ကြတယ်အရှိဘက်ကတစ်လုံးတောင်ဘက်ကတစ်လုံးအနောက်ဘက်ကတစ်လုံးမြောက်ဘက်ကတစ်လုံးတပြိုင်နက်စတုမာရနမင်းကြီးလေးယောက်လာကတ်တာအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်က၄ဦးလုံးရဲ့တပိတ်ကို
လက်ခံတယ်ဘာကြောင့်လက်ခံတာတော့ဆိုလို့ရှိရင်တဥဟာကိုလက်ခံပြီးကြံသုံးဥဟာလက်မခံဘူးဆိုစိတ်မကောင်းဖြစ်သွားလိမ့်မယ်ဒါကြောင့်မို့တပိတ်လေးလုံးစလုံးကိုကတ်ခံပြီးတော့ထပ်ထားရတယ်လက်တော်နဲ့အပေါ်ကဖိလိုက်တာနဲ့တပိတ်ဟာတစ်လုံးနဲ့ဖြစ်သွားတယ်တစ်လုံးနဲ့ဖြစ်သွားတော့လည်းပဲအဲ့ဒီကြောက်ရွံ့တပိတ်ကြီးတွေဟာအရစ်၄ရစ်ဖြစ်သွားအရစ်၄ရစ်ဖြစ်သွားအဲ့ဒီကြောက်ရွံ့တပိတ်နဲ့တပုဒ္ဒတို့ဗန္ဓိကတို့ကတ်လူတဲ့ပြားမုံစုပ်ဆွမ်းကိုအလှခံလိုက်တယ်အဲ့တော့ဒီတပုဒ္ဒတို့ဗန္ဓိကတို့ဟာဖျားဖြစ်တဲ့အချိန်မှာဖျားဖြစ်ပြီးတဲ့နောက်မှာပထမဆုံးဆုံးကတ်ခွင့်ရတဲ့ပုဂ္ဂိုလ်တွေသူဇာတာကဖျားမဖြစ်ခင်ကကတ်ထားဖျားဖြစ်ပြီးတဲ့နောက်မှာပထမဆုံးဆုံးကတ်ခွင့်ရတဲ့ပုဂ္ဂိုလ်တွေကတပုဒ္ဒနဲ့ဗန္ဓိကပဲအမှန်တမ်းအကျိုးထူးတဲ့ပုဂ္ဂိုလ်တွေလူသားတွေမှာဘုရားနဲ့အရင်ဆုံးတွေ့တယ်လို့တော့ပြောလို့မရဘူး။ဘာဖြစ်လို့လဲဆိုဘုရားကရာဒေသမှာရှိကြတဲ့ဗြဟ္မဏတွေရှိတယ်။သူတို့နဲ့အရင်တွေ့ပါ။သို့တော့မြတ်စွာဘုရားကိုဆုံးကတ်ခွင့်ရတာတော့တပုဒ္ဒနဲ့ဗန္ဓိကပထမဆုံးပဲလို့ပြောဆို။အဲ့တော့မြတ်စွာဘုရားကသူတို့ရှိမှပဲဆုံးမဖုံးမေးပြီးလက်တော်တွေကလည်းဆေးပြီးထိုင်းနေတဲ့အချိန်မှာဒီအထက်ကရာမှာတော့ဘာရေးထားတော့ဆိုအင်္ဂုတ္တရအထက်ကရာမှာရေးထားမြတ်စွာဘုရားကဆုံးဖုံးပေးပြီးတဲ့အခါမှာတပုဒ္ဒဗန္ဓိကတို့တရားဟောတယ်ပါသို့တော်လည်းတခြားနေရာတွေမှာမြတ်စွာဘုရားဟာဓမ္မစကြာသာလင်တရားဥဖြစ်သည့်အတွက်ကြောင့်ဒီကုံတဲ့ညီနောင်ကိုတရားဟောတယ်ဆိုတာမဖြစ်နိုင်ဘူးစာထဲမှာဟောတယ်လို့ဆိုပေမဲ့လို့တခြားနေရာအဆိုရဆိုမြတ်စွာဘုရားဟာဥရန်ကျူးရင်ကျူးမယ်တရားဟောတာတော့မရှိဘူးဘာလို့မဟောလဲဆိုရင်ဒီပုဂ္ဂိုလ်တွေကတရားသူတရားမြတ်ရအောင်မဲ့အနေထားမရှိဘူးရှင်ကွန်းတင်မြတ်ရဲ့အရင်တရားသူရမဲ့ပုဂ္ဂိုလ်ဆိုလောကမှာမရှိဘူးပိဿဝဂီတွေထဲမှာရှင်ကွန်းတင်မြတ်ဆုတောင်းလာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ရှင်ကွန်းတင်မြတ်ကိုတရားမဟောရသေးခင်ဘယ်ပုဂ္ဂိုလ်မှမြတ်စွာဘုရားတရားဟောမှာမဟုတ်ဘူးဆိုတာသာသဘာဝကျဓမ္မသာလည်းတပည့်စัจ जा တိတရားဥတို့ဆိုရင်တပုဒ္ဒဗန္ဓိကဟောတဲ့တရားဥဖြစ်နေတယ်အဲ့တော့ဒီစာပိုက်ပါနေတာကစဉ်းစားစရာတစ်ခုဖြစ်တယ်အထနေတံတတ္ထာဓမ္မံတေတိတိဆိုတာတူတယောက်ကလည်းရေးထဲလိုက်တဲ့စာပိုက်လည်းဖြစ်ကောင်းဖြစ်လိမ့်မယ်တကယ်တော့မြတ်စွာဘုရားတရားမဟောဘူးလို့မှတ်တာဟာသဘာဝကျတယ်တခြားနေရာတွေ့တဲ့ပုဂ္ဂိုလ်တွေလည်းမြတ်စွာဘုရားတရားမဟောဘူးအဲ့တော့မြတ်စွာဘုရားဆုံးဖုံးပြီးတဲ့အခါမြတ်စွာဘုရားကိုသူတို့ကြီးညိုလေးစားကြတယ်နော်ကြီးညိုလေးစားပြီးတော့ဘာလျှောက်တယ်လဲလို့ဆိုတဲ့အခါမှာဣတိမယံဗန္တိဘဂဝန္တံတရဏံခိစ္ဆာမရှင်ဘုရားတပည့်တော်တို့ဟာမြတ်စွာဘုရားကိုကိုးဝေရဖြစ်တိမှပြုပါတယ်ဓမ္မင်းစတရားကိုလည်းကိုးဝေရဖြစ်တိမှပြုပါတယ်ဗုဒ္ဓနဲ့ဓမ္မဒီနှစ်ခုပဲရှိသေးတယ်တန်ခါတောင်မပေါ်သေးဘူးဗုဒ္ဓဓမ္မနှစ်ခုကိုတိမှပြုပါတယ်တဲ့ဥပတကေနောဘဂဝါဓာရေတုအစ္ဆတက်ခေဘာနုပိတိတရဏံဂတိဒီကနေ့ကစပြီးအသက်ထက်ဆုံးတပည့်တော်တို့ဟာဖရာတရားကိုကိုယ်ဝယ်စိတ်ကတဲ့ဥပဒကာတွေအဖြစ်ရှင်ဘုရားမှတ်တော်မူပါလို့ဒါပဲလျှောက်တယ်သူတို့လျှောက်ဒါကြောင့်မို့လို့ပထမဆုံးဖရာတရားဆိုတဲ့ယရဏနှစ်ပါးတရဏဂုံနှစ်ပါးပထမဆုံးတည်တဲ့ပုဂ္ဂိုလ်ဟာတပုဒ္ဒနဲ့ဗန္ဓိကပဲလို့
သူတို့နှစ်ဦးသည်ပထမဆုံးမြတ်စွာဘုရားရဲ့တပည့်အဖြစ်ခံယူကြတန်ခါမပေါ်ခင်ကဗုဒ္ဓနဲ့ဓမ္မကိုစိတ်ကကိုးကွယ်တဲ့ဥပဒကဖြစ်ကြအဲ့ဒါကိုဒွေဝါစိကတရဏဂုံလို့ခေါ်တယ်ဒွေဝါစိကဆိုတာဗုဒ္ဓံတရဏံဂစ္ဆာမိဆိုတာတစ်ခုဓမ္မံတရဏံဂစ္ဆာမိဆိုတာတစ်ခုဒီနှစ်ခုဆိုပြီးတော့မြတ်စွာဘုရားနဲ့တရားကိုစိတ်ကကိုးကွယ်တဲ့ဥပဒကတဲ့တန်ခါမပေါ်သေးသည့်အတွက်ကြောင့်တန်ခါတရဏံဂစ္ဆာမိမပါသေးဘူးလို့ဒီလိုဆိုတာပေါ့နော်အဲ့တော့ပါဠိတော်မှာဘယ်လောက်လေးပဲရေးထားတယ်ဘယ်လောက်ပဲရေးထားမဟာဝိဒ္ဓထက္ကရာကြတော့ဘာပါလာတော့ခုပါဠိတော်ကိုဖွင့်ပြတဲ့ထက္ကရာမှာကြတော့ဘာပါလာသူတို့ကစွန့်မှကပ်ပြီးတဲ့နောက်မှာတဲ့မြတ်စွာဘုရားကိုရှောက်တယ်တပည့်တော်တို့ဘုရားကိုကိုးကွယ်ပါတယ်ဒါဖြင့်ဒီကနေ့ပြန်သွားတဲ့အခါမှာတပည့်တော်တို့ရှ िख ိုးခြင်းခရူးကျွတ်ဆိုခြင်းကိုယ်ကိုးကွယ်စိတ်ကတဲ့ပုဂ္ဂိုလ်ဘု து ကိုအလေးပေးပြီးတော့ရှ िख ိုးဥချရမလဲလို့မြတ်စွာဘုရားကိုကိုးကွယ်ဖို့လျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကဘာမိတ်ရှိဆိုခေါင်းတော်ကိုလက်နဲ့သုံးသပ်လိုက်တဲ့အခါမှာစံတော်လေးတွေပါလာခေါင်းကိုလက်နဲ့ပုတ်လိုက်တာနဲ့မြတ်စွာဘုရားစံဆိုတာလက်နဲ့တည်းအရှိပဲရှိမြတ်စွာဘုရားစံတော်ကလက်နဲ့တည်းပဲတသက်တာကာလပတ်လုံးလက်နဲ့တည်းတဲ့ပိုမရှိတော့အနော်မတောင်ကမ်းမှာဆံပယ်လိုက်တဲ့အချိန်ကနေစပြီးတော့မြတ်စွာဘုရားဆံတော်ဟာလက်နဲ့တည်းခေါင်းပေါ်မှာမင်းသားဘဝတုန်းကစရုံထုံးခေါင်းလက်ကောင်တဲ့မှာစရုံထုံးထားတာဟုတ်စရုံကိုဖြီးပြီးတော့အရင်ကနေကင်ပြီးတော့ဆံကိုတန်လျက်နဲ့စိတ်ပယ်လိုက်တဲ့အခါမှာမြတ်စွာဘုရားရဲ့ဆံတော်ဟာစရုံထုံးထားတယ်လို့အပေါ်မှာစုပြီးတော့စုစုချွန်ချွန်လေးဖြစ်ကြရဲ့အဲ့ဒီစုစုချွန်ချွန်လေးကိုဒီကနေ့ရုပ်တုထူးတဲ့ပုဂ္ဂိုလ်တွေကရောင်ကြီးရောဆိုတာကိုထည့်ပြီးတော့ထူလိုက်တဲ့အခါကျတော့စတုံးပုံစံဖြစ်တယ်စတုံးပုံစံဖြစ်လို့စัญญဖမှန်လုံးတဲ့လူကခောရမစတုံးဆိုပြီးတော့ပုံစံလုံးသေးတယ်နော်မဟုတ်တရုပ်တွေကတော့ဘုရားရဲ့ရုပ်ပွားတော်မှာကြည့်ပဲဆိုရင်စတုံးပုံစံရုပ်ပွားလေးတွေမြန်မာနိုင်ငံမှာထုလို့ကိုးကွယ်တာဒီကနေ့ခေတ်ရှိတချို့ကြတော့စတုံးပုံစံမဟုတ်ဘဲနဲ့စုစုချွန်ချွန်လေးတွေပကန်းခေတ်ကရုပ်ပွားတော်တွေကိုတေချာကြည့်ခေါင်းတော်မှာစုစုချွန်ချွန်လေးပဲမိလျံပုံစံလေးလောက်ထားအခုနောက်ပိုင်းကျတော့အဲ့လိုမဟုတ်ဘူးစတုံးပုံစံကေတုမာလာရောင်လျံကိုထည့်ပြီးထုတယ်လို့ဒီလိုဆိုဒါတွေကတော့ဗဗုဆရာရဲ့လက်ချက်ပဲလို့ပဲမှတ်တာနော်ဗဗုဆရာရဲ့အယူဆမှန်တရားမဟုတ်ဘူးလို့မှတ်တာဗဗုဆရာဆိုတာသူစိတ်ကူးရှိတယ်လို့ထုတာကြည့်ပါလားဖရာရှိကရှင်သေးတောင်မှအတော့နေတက်တွေထည့်ထုတာဒါသူစိတ်ကူးပဲဟင်းသာတောင်မှပဲအမောက်တွေတက်လိုက်တကယ်ဟင်းသာအစ်စ်ကပဲအမောက်ပါတော့ဘဲပဲတောဘဲကိုဟင်းသာခေါ်တာပဲမွေလည်းအမောက်တက်ပေးလိုက်တဲ့အခါငကားဖြစ်သွားတယ်တကယ်ကတော့မွေရမွေပဲနော်အဲ့ဒါလို့ဒီပကြီးဆရာဗမှုဆရာတွေရဲ့ထုလို့မှုကြောင့်မို့လို့အစ်စ်နဲ့မတူညီတာဒီသဘောပဲလို့ဒီလိုမှတ်တယ်အဲ့တော့ပကြီးပပုလဲရကိုအစ်စ်ထင်းနေလို့ရှိရင်တော့မှားမှာပေါ့ပကြီးပပုဆိုတာအနုပညာနဲ့ပေါင်းစပ်ထားဓာတ်ပုံနဲ့မတူဘူးဓာတ်ပုံဆိုတာအစ်စ်အမှန်ကိုဖော်ပြတာပကြီးတို့ပပုဆိုတာစိတ်ကူးထဲမှာထည့်စိတ်ကူးနဲ့ဖန်တီးထားဒါကြောင့်မို့လို့လောကကြီးမှာမရှိတဲ့တရားဝါကိုပင်စရူပဆိုပြီးတော့တရိစ္ဆာန်၅မျိုးပေါင်းစပ်ပြီးထုထားတာတောင်ရှိသေးနော်ရှိသေးတယ်ဒါဗဗုဆရာပတိဆရာတွေရဲ့စိတ်ကူးတွေလို့ပဲ
ဒီလိုပဲမှတ်ထားအမှန်တရားမဟုတ်ဘူးဘလူးကြတော့ကြောက်เสียကောင်းအစွဲကြီးတွေနဲ့သွားကြီးတွေနဲ့မျက်လုံးပြူးကြီးနဲ့ထုပေးတာတကယ်တော့သူမြင်မှုတာတော့မဟုတ်ဘူးရမ်းထုတာအိန္ဒိယနိုင်ငံမှာယက္ခတို့ယက္ခိနီတို့ဆိုတာလေကြုံတဲ့အခါသွားကြည့်ကလကတ္တပြလိုက်ထဲမှာယက္ခိနီလို့စာရေးထားတဲ့ဘလူးမဘလူးဆိုတာကိုသွားကြည့်အခုလူတွေရဲ့ရုပ်ပုံတိုင်းပါပဲကြောက်เสียမကောင်းဘူးနော်ကြောက်เสียမကောင်းဘူးအဲ့လိုကြောက်เสียကြီးမဟုတ်ဘူးသို့တော့စိတ်ကြမ်းကိုကြမ်းရက်ဆက်ကြမ်းကြုတ်တဲ့ပုဂ္ဂိုလ်မျိုးဒီလိုဟာမျိုးအရကထွားထွားကြိုင်ကြိုင်ကြီးရက်ဆက်တဲ့ကြမ်းကြုတ်တဲ့ဆိုတဲ့လူချမ်းကြီးတွေဘလူးဆိုတဲ့စကားဝါမျိုးဟာမရှိဘူးတော့မဟုတ်ရှိဒါတွေကထုလို့မှုတွေနဲ့သက်ဆိုင်တယ်လို့ဒီလိုပဲမှတ်ထားမြတ်စွာဘုရားကခေါင်းကိုတတ်လိုက်တဲ့အခါကျတော့သဘင်လေးဆံတော်လေးတွေပါလာတယ်ဒီထက္ကရာမှာဆံတော်ဘလောက်ပါတယ်ဆိုတာမရှင်းဟောမပြသို့တော့အင်္ဂုတ္တရအထက်ကထာတော့ကြတဲ့အခါကျတော့ဆံတော်၈စုဒီလိုပါလာခေါင်းတော်ကိုင်လိုက်တဲ့အခါဆံတော်၈စုပါလာတယ်လို့သင်္ချာလေးနဲ့ခေါ်ပြရှိ၈စုပေါ်လာတယ်အဲ့ဒါလို့အဲ့ဒီဆံတော်လေးတွေကိုယ်ွယ်ဖို့ဆိုပြီးတော့မြတ်စွာဘုရားပေးလိုက်ဒါတောင်မူရင်းချမ်းမှဒီဆံတော်ပေးတယ်ဆိုတော့မပါဘူးပါဠိတော်မပါဘူးနောက်ရေးတဲ့အထက်ကရာထဲကျမှဆံတော်ပေးလိုက်တယ်ဆိုတာပါဒါလည်းထူးဆန်းတာတစ်ခုမြတ်စွာဘုရားကရောတကယ်ပေးတာဟုတ်သလားဆိုတာတော့ပြောနိုင်မှုဟာနော်ဘာလို့မြတ်စွာဘုရားကဓမ္မပဲအလေးပေးတာများတယ်လေအဲ့တော့ဒီတပုဒ္ဒဗန္ဓိကတို့ဟာမြတ်စွာဘုရားကိုသူတို့ပါလာတဲ့မန္ထမဓုပေနိကဆိုတဲ့အိန္ဒိယနိုင်ငံလုံးမုတ်တိဆက်ကပ်ပြီးတော့ဘုရားကိုတရဏဂုံတီချောင်းလျှောက်ထားပြီးခရီးဆက်ပြီးတော့ထွက်သွားကြတယ်လို့ဒီလောက်ပဲပါတယ်ဒါသူတို့ဇာလံအစအဲ့လိုလာတယ်ပေါ့ဒါဖြင့်ဒီတပုဒ္ဒတို့ဗန္ဓိကတို့နဲ့ပတ်သက်တဲ့တခြားနေရာမှာရှားပြီးတော့ကြည့်တော့အင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကတောဋ္ဌိပြေရောက်လို့ယာဓုအတိတိဂုံတုဘွယ်တုတွေပေးတဲ့အခမ်းအနားမှာကြတော့တပုဒ္ဒနဲ့ဗန္ဓိကကိုဗာပေးတော့ဆိုဣတရကံဘိက္ခွေမမတာဝကနာဥပဒကနာပထမံတရဏံခိစ္ဆန္တာနံယတိတံတပုဒ္ဒဗန္ဓိကဝါနိသတပုဒ္ဒဗန္ဓိကဆိုတဲ့ကုံတိညီနောင်ဟာဥပဒကတွေထဲမှာပထမဆုံးဘုရားတရားဒွေဝါစိကတရဏဂုံတည်တဲ့ပုဂ္ဂိုလ်တွေထဲမှာသူတို့ဟာပထမဆုံးဥပဒကပဲလို့မြတ်စွာဘုရားကဘုံတင်ပြီးတော့ချီးမွမ်းတာဒါတော့ပါအဲ့ဒါလို့ချီးမွမ်းပြောဆိုတဲ့ဒီတပုဒ္ဒဗန္ဓိကဆိုတဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ဟာဘယ်ဘဝကလာကြတာတော့ကြည့်လိုက်တဲ့သူတို့ဟာပဋိမုဒ္ဒရမြတ်စွာဘုရားလက်ထက်တော်မှာတဲ့ဟန္တဝတီမြို့ဟန္တဝတီဆိုတဲ့မြို့မှာလူဖြစ်ခဲ့ကြတယ်အဲ့ဒီလိုလူဖြစ်တော့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ပါရမီဖြည့်ခဲ့ကြကဘာတသိန်းအထက်ကဆိုသူဆိုပဋိမုဒ္ဒရမြတ်စွာဘုရားလက်မှာပါရမီဖြည့်တဲ့ပုဂ္ဂိုလ်တွေကခေါရမမြတ်စွာဘုရားလက်ထက်မှာကျွတ်ကြတယ်များခေါရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါကျတော့အတိတင်္စနဆိုတဲ့မြို့မှာကုံတဲ့သူကျွဲအိမ်မှာသူတို့ဖြစ်တယ်ဖြစ်ပြီးတော့အရွယ်ရောက်တော့ကိုယ်ရောက်ကိုယ်ဝင်သွားတဲ့အခါမှာ
လင်းလွန်းပင်ရင်ရသော်ပြသတင်းသုံးတဲ့အချိန်မှာတွေ့တယ်ဒါကအိမ်ဘုဒ္ဓထေရတာဒီလိုဆိုတဲ့စကားတစ်ခုတခါထေရဂါထာအထက်ကထာအရပြောမယ်ဆိုရင်ဗန္လိကအဲ့ဒီတပုဒ္ဒဗန္လိကဆိုတဲ့ညီနောင်တွေရဲ့နာမည်ကိုလည်းပဲစလုံးပေါင်းတွေမတူတာလည်းရှိတတ်သေးတယ်ဒီဟိုနိုင်ငံသွားတော့ကတပုဒ္ဒကိုတပတ်တုလို့ခေါ်တယ်သူတို့နိုင်ငံရဲ့မှတ်တမ်းလဲကြတော့တပတ်တုတဲ့ဗမာပြည်ရောက်တဲ့အခါကျတော့တပုဒ္ဒစာပေထဲမှာပဲခေါက်ထုံးနဲ့ရေးပြီးတပုဒ္ဒလို့ရေးတာပဲရှိဗန္လိကဆိုတာကိုကနဲ့လည်းရေးတယ်ရနဲ့လည်းရေးတယ်ဗန္လိကလို့လည်းရေးတယ်ဗန္လိယလို့လည်းရေးတယ်ဒါကစလုံးပေါင်းနဲ့ပတ်သက်တာလေးကိုပြောပြဘယ်ဟာမှားတယ်ဘယ်ဟာမှန်တယ်ပြောစရာမလိုဘူးပေါ့နော်စာမှုကွဲပြားမှုတွေရှိအဲ့ဒီဗန္လိယဆိုတဲ့ညီက30ကဘာဓာတ်မှာသူမနပိစိကဗုဒ္ဓတွေ့တဲ့အခါမှာတစ်သီးတွေလှူခဲ့ဘူးတယ်ကုသိုလ်ကောင်းမှုစလုပ်သူ့ရဲ့ဘွားနောက်တစ်ခါတိခိမြတ်စွာဘုရားလက်ထက်အရုဏဝတီမြို့မှာသူလူဖြစ်တဲ့အချိန်တိခိမြတ်စွာဘုရားမှာဇိတဥဇိတဩဇိတဆိုတဲ့ညီနောင်2ယောက်ဟာမြတ်စွာဘုရားကိုပထမဆုံးဆုတ်ကန့်ခွင့်ရတဲ့ပထမဆုံးသောဆွမ်းတကဖြစ်တယ်အဲ့ဒါကိုအားရပြီးတော့သူဆုတောင်းခဲ့တယ်ပထမဆုံးဆွမ်းတကဖြစ်ပြရစီကသဗ္ဗမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါကျတော့နွားတွေအများကြီးပိုင်တဲ့ခောပလကတထေးကြီးရဲ့သားညီနောင်လာပြီးတော့ဖြစ်တယ်အဲ့ဒီမှာတန်ဃာတွေကိုနေ့စဉ်ပဲနွားတို့စွန်းတွေနွားတို့စွန်းတွေကိုချက်ပြီးတော့ကတ်ခဲ့တယ်သူတို့လုပ်ခဲ့တဲ့ကုသိုလ်ကြောင့်လေးကိုပြန်ဖော်ပြဂေါရဝဗုဒ္ဓလက်ထက်ရောက်တဲ့အခါကျတော့ပောက္ခရဝတီမြို့ကုံဒီသားညီနောင်လာပြီးတော့ဖြစ်တယ်ကြည်ဒီပါနေမဲ့စားပေမှာအတိတေဇနာမြို့လို့လည်းဆိုတယ်ပောက္ခရဝတီမြို့လို့လည်းဆိုတယ်သို့တော်သူတို့မြတ်စွာဘုရားစီသွားတဲ့အခါကျတော့ဥက္ကလဆိုတဲ့စနဘုတ်ကနေပြီးတော့ခရီးထွက်ကြတယ်လို့ပါပြန်တယ်ပေါ့နော်ကွယ်လွယ်မှုလေးတွေကိုပြောပြကွယ်လွယ်မှုလေးတွေရာဇာယနတတ္တဟရောက်တဲ့အခါမှာသူတို့ဟာတရဏဂုံစတင်ပြီးတော့တည်ကြတယ်သူတို့ဆိုတာပေါ့တရဏဂုံစတင်ပြီးတော့တည်တာဟုတ်ပြီမြတ်စွာဘုရားနဲ့ပထမဆုံးဆိုတာလို့တရဏဂုံဒွေဝါစိကတရဏဂုံတည်ပြီးဘုရားတရားကိုစိကကိုးကွယ်ခွင့်ရသွားတယ်ဒီကုံတဲ့နှစ်ဦးဟာနောက်ပိုင်းမှာမြတ်စွာဘုရားနဲ့စင်စစ်မပြတ်ဆက်သွယ်မှုတွေရှိတယ်လို့ဒီလိုမှတ်သားချရအဲ့ဒီမှာဒီကုံတဲ့ညီနောင်2ယောက်ဟာမြတ်စွာဘုရားကိုမန္ထနဲ့မဓုပိဏိကလို့ဆိုတဲ့ဂျာရှိခံနဲ့မသိုးထမင်းမသိုးဟင်းကိုလှူဒန်းပြီးတော့သူတို့ကုံရောင်းကုံဝယ်ကိစ္စဆက်ပြီးတော့သွားကြတယ်အဲ့ဒီနာမှာပဲသူတို့ဇာလံပြတ်သွားနောက်မြတ်စွာဘုရားသခင်ကိုရောမြတ်ရာဇဂျူမြို့ရောက်ရှိပြီးတော့တရင်သုံးတဲ့အခါမှာအဲ့ဒီတရင်သုံးတဲ့အခါမှာတပုဒ္ဒနဲ့ဗန္လိကတို့မြတ်စွာဘုရားနဲ့ပြန်ပြီးဆုံတွေ့ကြတယ်လို့ဆိုဘုရားစီပြန်ဆုံတွေ့ကြရာဇဂျူမြတ်စွာဘုရားရောက်တဲ့အချိန်မှာပြန်ပြီးဆုံတွေ့ပြီးတော့မြတ်စွာဘုရားတရားပွဲတစ်ခုမှတရားနာတော့တပုဒ္ဒနဲ့ဗန္လိကသောတပန်ဖြစ်သွားတယ်ညီနောင်2ယောက်သောတပန်ဖြစ်သွားပြီးတော့အကိုကြီးကတော့လူအကြောင်းဘဝမှာနေပြီးတော့ဗန္လိကဆိုတဲ့ညီကတော့မလုပ်လဲဆိုတော့သာသနာပေါ်ဝင်ပြီးတော့ယဟန်ပြုသွားတယ်နော်သောတပန်ဖြစ်ပြီးတဲ့နောက်မှာသာသနာပေါ်ဝင်သွားပြီးနောက်ဆုံးမှာယဟန္တာပုဂ္ဂိုလ်ဖြစ်သွားတယ်ယဟန္တာပုဂ္ဂိုလ်ဖြစ်သွားတယ်သလဗိညပတ္တအဘိညာဉ်6ပါးရတဲ့ယဟန္တာပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်
ဒီလိုဆိုတယ်အဲ့တော့ဟုတ်ပြီဒီပုဂ္ဂိုလ်တို့ရဲ့ဇာလန်းတွေကိုပါဠိတော်ပိဋကစာပေမှာလက်လန်းမိနေမြလိုက်ပြီးတော့ရှာတဲ့အခါဒါလေးတွေတွေးရှိရပေါ့အဲ့တော့တွေးရှိရပြီးနောက်အင်္ဂုတ္တရနိကေမှာတပုဒ္ဒနဲ့ဗန္ဓိကအကြောင်းသုတ်တန်နှစ်ခုထပ်ပြီးတော့တွေးရပြန်ဥပဒကာတွေအကြောင်းကိုရေးထားတဲ့ထဲမှာသူတို့ရဲ့ရရှိထားတဲ့တရားဥတရားမြတ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တန်လေးတစ်ခုပါလဲလို့ဆိုရင်တပုဒ္ဒသုတ်ရဲ့ဗန္ဓိကသုတ်ရဲ့အနာရဝိတို့နဲ့ဓာန်တူမြတ်စွာဘုရားကဥပဒကာပေါင်း22ဦးရဲ့ဂုဏ်ကြီးတွေကိုထုတ်ဖော်ပြီးတော့ခေါ်ထားတဲ့ထဲမှာတပုဒ္ဒနဲ့ဗန္ဓိကရှေ့တန်းကပါလာအဲ့တော့မြတ်စွာဘုရားဟောတာလေးကဘယ်လိုဟောတာလဲဆိုသာဟိဘိက္ခွေဓမ္မေဟိသမဏဂတောတပုဒ္ဒောဂဟပတိတထာဂတိနိဋ္ဌင်္ဂတောအရည်ချင်း6မျိုးနဲ့ပြည့်စုံတဲ့တပုဒ္ဒဆိုတဲ့ဥပဒကဗန္ဓိကဆိုတဲ့ဥပဒကဟာမြတ်စွာဘုရားပေါ်မှာယုံကြည်ကိုးကွယ်မှုဆုံးဖြတ်ပြီးသားရှိတယ်။နှစ်ကယုံကြည်တယ်တထာဂတိနိဋ္ဌင်္ဂတောဘုရားကိုကိုးကွယ်တဲ့နေရာနိဋ္ဌင်္ဂတဆိုတာတခြားပြောင်းပြီးတော့မကိုးကွယ်တော့ဘူးဘုရားကိုးကွယ်မှုမှာပဲအဆုံးသတ်တယ်ဒီလိုဆုံးမယ်နော်။တာမန်ပုဂ္ဂိုလ်တွေကြတော့ဘုရားကိုးကွယ်ထားတာအားမရတော့ကိုဟာလေးကိုးကွယ်လိုက်ဒါလေးကိုးကွယ်လိုက်တယ်ရှိသေးတာကိုသူတို့ကြတော့မဟုတ်ဘူးမြတ်စွာဘုရားကိုးကွယ်မှုမှာသူတို့အတွက်ကိုးကွယ်မှုအဆုံးသတ်တာတခြားပြောင်းကိုးကွယ်တာမရှိတော့ဘူးစိတ်ထဲမှာလည်းဆုံးဖြတ်ချက်ချထားတယ်အမတ္တတတော်တဲ့နိဗ္ဗာန်ကိုမြင်တွေ့ပြီးတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တယ်သောတာပန်ဖြစ်သွားရင်နိဗ္ဗာန်မြင်သွားပြီလေအမတံသစ္စိကအမတံသစ္စိကတဝါဣရိယအမြိုက်နိဗ္ဗာန်ကိုတွေ့ရှိပြီးတော့မျက်မှောက်ပြုပြီးတော့နေထိုင်နေပြီလို့ဟောတပုဒ္ဒနဲ့ဗန္ဓိကဟာသောတာပန်ဖြစ်သွားပြီသူတို့သောတာပန်ဖြစ်သွားလို့ဒီအရေးချင်း6မျိုးနဲ့ပြည့်စုံတယ်လို့ဒီလိုဆိုလိုတာတခြားနေရာမှာသောတာပန်ပုဂ္ဂိုလ်ရဲ့အရေးချင်းဆိုတာ4မျိုးဖော်ပြတယ်အခုဒီမှာ6မျိုးဖော်ပြထားတာမတူတဲ့အချက်ကလေးတွေအဲ့ဒီ6မျိုးဆိုတာဘာလို့ဆိုရင်ဗုဒ္ဓေအဝိစ္စပတာရရသော်ဘုရားပေါ်မှာအသိဉာဏ်နဲ့နှစ်ကာယုံကြည်တယ်တခုဓမ္မေအဝိစ္စပတာရဓမ္မအပေါ်မှာနှစ်ကာယုံအသိဉာဏ်နဲ့ယုံကြည်တယ်အသိဉာဏ်ပါတဲ့ယုံကြည်မှုရှိတယ်တန်ခေအဝိစ္စတန်ခါပေါ်မှာဉာဏ်သက်ဝင်ပြီးတော့ယုံကြည်မှုရှိတယ်နောက်ပြီးတော့အရိယသီလတဲ့လုံးဝမြင့်မြတ်တဲ့ကိုကျင့်သီလနဲ့လည်းပြည့်စုံတယ်နံပါတ်4နံပါတ်5ကအရိယညာနာအရိယပုဂ္ဂိုလ်ရရတဲ့အသိဉာဏ်နဲ့လည်းပြည့်စုံတယ်အရိယဝိမု ക്തി စိတ်ရဲ့လွတ်မြောက်မှုနဲ့လည်းပြည့်စုံတယ်ဒါကဖိုးရည်ညွှန်းတာအဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့6ခုဗုဒ္ဓေဝိသပတာရဓမ္မေဝိသပတာရသံဃေဝိသပတာရအရိယသီလအရိယညာနာအရိယဝိမု ക്തി ဆိုတဲ့ဒီချင်း6မျိုးနဲ့ပြည့်စုံတယ်လို့တပုဒ္ဒဗန္ဓိကမြတ်စွာဘုရားရဲ့ကိုယ်တော်မြတ်ကဒီသုတ်တန်နေ့မှာဟောထုတ်ပြီးတော့ဟောထားတာရှိဟောထုတ်ပြီးတော့ဟောထားတာရှိဒါကသူတို့ရဲ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့သိရှိရတဲ့အချက်တွေအဲ့တော့ချင်းချုပ်ပြန်ပြီးတော့မှတ်မယ်ဆိုဒီပုဂ္ဂိုလ်2ယောက်ဟာဒီကုံတဲ့ညီနောင်2ယောက်ဟာတန်ခါမပေါ်ခင်မြတ်စွာဘုရားနဲ့လင်းလွန်းပဲအောက်မှာပထမဆုံးတွေ့လို့ဆွန့်ကပ်ခဲ့တဲ့ပုဂ္ဂိုလ်2ယောက်ညီကို2ယောက်အဲ့ဒီကနေပြီးနောက်ထပ်ရာဇဂုမြို့မှာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာသောတပန်ဖြစ်သွားကြတယ်သောတပန်ဖြစ်သွားရင်မကြမြတ်စွာဘုရားနဲ့ဆုံတွေ့လိမ့်မယ်လို့
ဒီလိုသိရမယ်နောက်ကြတဲ့အခါမှာဗာလိကဆိုတဲ့ညီကလူပေါင်းလူဘဝကိုဆုံးလွတ်ပြီးတော့သာသနာပေါ်ဝင်သွားပြီးတော့ယန္တာပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်ဒါသူတို့ဇာလန်းနေဒီထဲမှာအင်္ဂုတ္တရနိကေမှာပဲတပုဒ္ဒတုတ်တံဆိုတာတစ်ခါရှိတယ်အဲ့ဒီတပုဒ္ဒတုတ်ဆိုတာဒီတပုဒ္ဒဆိုတဲ့ဂုံတဲ့ညီနောင်တွေကအကြီးတယောက်ရှင်အန္တာနဲ့တွေ့ဆုံစကားပြောပုံလေးမှတ်တမ်းတင်ထားတဲ့တုတ်တံလေးတစ်ခုပဲအဲ့ဒီတုတ်တံအရာပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကမန္လတိုင်းဥရုဝေလကပ္ပဆိုတဲ့ဏိဂုံးရွာကြီးမှာသတင်းသုံးနေတယ်အဲ့ဒါလို့သတင်းသုံးတဲ့အချိန်မြတ်စွာဘုရားနာနဲ့ပိုင်းမှာဥရုဝေလကပ္ပဏိဂုံးရွာတွေကိုဆွမ်းခံဝင်ပြီးတော့ရှင်အနန္ဒာနဲ့အတူတူကဆွမ်းခံဝင်ပြီးကြောင်းပြန်ရောက်တဲ့အခါကျတော့ရှင်အနန္ဒာကိုအနန္ဒာမင်းဒီကြောင်းမှာပဲနေရငါမဟာဝနလို့ဆိုရတောအုပ်ထဲသွားမယ်လို့ဆိုပြီးတောအုပ်ဘက်ကိုကြွသွားတာမျိုးဆိုဗျာအဲ့ဒီတောအုပ်ထဲကိုမြတ်စွာဘုရားတပါးတည်းကြွသွားရှင်အနန္ဒာကကြောင်းမှကြံရစ်တယ်အဲ့ဒီလိုကြောင်းမှကြံရစ်တဲ့အချိန်မှာတပုဒ္ဒဆိုတဲ့တကာကြီးရောက်လာပြန်တယ်အဲ့ဒီမှာရှင်အနန္ဒာနဲ့လာတွေ့ရှင်အနန္ဒာနဲ့လာတွေ့ပြီးတော့သူကဘာတွေလျှောက်ထားတော့လို့ဆိုလို့ရှိရင်သူလျှောက်ပုံလျှောက်နည်းရနော်သူလျှောက်တာနိက္ခမလို့ဆိုတဲ့ဒါနဲ့ပတ်သက်ပြီးလျှောက်အရှင်အနန္ဒာနဲ့တပည့်တော်တို့ဟာကာမဂုဏ်အာယုန်တွေထဲမှာပျော်မြူးပျော်ကြလူဘဝမှာပျော်တယ်ပေါ့နော်လူ့ကြောင့်ဘဝမှာပျော်တယ်တပည့်တော်တို့မိသားစုဘဝမှာပျော်နေကြမိသားစုဘဝမှာနှစ်ချိုက်တယ်ပျော်မွေ့တယ်အဲ့ဒါလိုနှစ်ချိုက်ပျော်မွေ့တဲ့တပည့်တော်တို့အနေနဲ့ဒီမိသားစုဘဝကိုဆွန့်လွတ်ပြီးတော့ဘုန်းကြီးဝတ်ရမယ်ဆိုလို့ရှိရင်တဲ့ဘုန်းကြီးဘဝဟာကောင်းတယ်လို့စဉ်းစားလိုက်တာနဲ့ပဲတပည့်တော်တို့မှာ6ကဘာကြီးတဲ့ဆင်းရမလောက်ထီအောင်ကြောစိမ့်သွားတယ်ဟုတ်လားမသိဘူးနော်သူပြောတာနော်ကိုယ်လည်းစဉ်းစားကြည့်ပေါ့မိသားစုဘဝကိုစွန့်ပြီးတော့ဘုန်းကြီးဝတ်နိုင်သလားသီလရှင်ဝတ်နိုင်သလားစဉ်းစားကြည့်ဝတ်လိုက်လို့ရှိရင်6ကဘာကြီးတဲ့ဆင်းရမှလို့ကြောက်တယ်တဲ့ကြောက်သွားတယ်တဲ့သူဒါသောတာပန်ပြောတဲ့စကားပဲနော်နိက္ခမလို့ဆိုတဲ့လူဘဝခွာရှောင်ပြီးတော့ယဟန်ဘဝသွားဖို့ရအတွက်ကောင်းတယ်လို့မြင်မိမဲ့လို့အေးချမ်းတယ်လို့မြင်မိမဲ့လို့သူ့ဖို့မှာတော့6ကဘာကြီးလို့ပဲခံစားရတယ်ဒီလိုလျှောက်တယ်အဲ့လိုလျှောက်တော့မှရှင်အနန္ဒာကတကားကြီးစကားလက်ဆောင်တစ်ခုလုံးရပြီဘုရားစီသွားကြရအောင်ဘုရားကိုလျှောက်မှာပေါ့ဒီအကြောင်းရှင်အနန္ဒာကတော်တယ်ခေါ်သွားတယ်ခေါ်သွားပြီးတော့တပုဒ္ဒတကားကြီးနဲ့ဘုရားကြီးကရောက်တော့ရှင်အနန္ဒာကစပြီးတော့ရှောင်းရှင်ဘုရားနဲ့ဟောဒီတပုဒ္ဒတကားကြီးမြတ်စွာဘုရားလည်းမှတ်မိမှာသူ့အရင်ဆုံးကခဲ့တဲ့တကားကြီးနော်ဟောဒီတပုဒ္ဒတကားကြီးကပြောတယ်ဘုရားတဲ့တပည့်တော်တို့ကာမဂုဏ်အာယုန်နေနဲ့ပျော်မွေ့နေတဲ့လူ့ကြောင့်နေဖို့ယဟန်ဘွားဆိုတဲ့နိက္ခမအေးချမ်းတယ်လို့မြင်ရတော့လည်းပဲတကယ်လောက်ရမယ်လို့စဉ်းစားကြည့်လိုက်ရင်6ကဘာကြီးတဲ့ဆင်းရမလို့တပည့်တော်တို့ထင်းနေပါတယ်6ကဘာကြီးလို့ကြောက်ဖွယ်လိတိကြီးလို့စိတ်ထဲမှာမြင်နေပါတယ်လို့သူလျှောက်တယ်ဆိုမြတ်စွာဘုရားကပြောတော့ဟုတ်တာပေါ့တဲ့ငါလည်းအတွေ့အကြုံရှိတယ်လေဒါမြတ်စွာဘုရားနော်ငါကိုယ်တိုင်လည်းပဲကြုံတွေ့ခဲ့တယ်ဆိုပြီးတော့မြတ်စွာဘုရားအလောင်းတော်ကလည်းဒီလိုပဲဘဝတစ်ခုကပြောင်းလဲလုပ်ရမယ်ဆိုတာလွယ်ကူတာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပေါ့အဲ့ဒါဟာဘာဖြစ်လို့ဖြစ်ရလူဘဝပျော်မွေ့နေခြင်းယဟန်ဘဝကိုကူးပြောင်းရမှကြောက်လန့်နေခြင်းဆိုတာဘာဖြစ်လို့လဲဆိုတာမြတ်စွာဘုရားရှင်းပြ
လူဘဝပျော်မွေ့နေခြင်းဟာလူဘဝရဲ့အပြစ်ကိုသေးသေးချာချာမမြင်လို့ဟာလေယဟန်ဘဝကိုတွေးကြည့်လို့ကြောက်เสียလို့မြင်နေခြင်းဟာယဟန်ဘဝရဲ့အကျိုးကျေးဇူးတွေကိုသိချာမသိလို့ပါအပြစ်ကိုသိချာမြင်ခြင်းလူဘဝရဲ့အပြစ်ကိုသိချာမြင်ခြင်းယဟန်ဘဝရဲ့အကျိုးကျေးဇူးကိုသိချာသိပြီဆိုလို့ရှိရင်တော့ယဟန်ဘဝရဲ့ငြိမ်းချမ်းမှုဆိုတာမျက်နှိုးလာမှာပါမြတ်စွာဘုရားရှင်းပြတယ်ငါကိုယ်တိုင်လည်းဒီလိုခံစားခဲ့ရတယ်ခံစားခဲ့ရတဲ့အခါကျတော့ငါစိတ်ကပြင်လိုက်တယ်လူဘဝကာမဂုဏ်အာယုန်နဲ့နေတဲ့ဘဝဟာဘယ်လိုအပြစ်နာစာတွေရှိတယ်လဲဆိုတာအလေးနဲ့ထားစဉ်းစားကြည့်ပြီးအပြစ်တွေကြီးကြည့်လိုက်တဲ့အခါအပြစ်တွေကိုကောင်းကောင်းကြီးမြင်သွားတယ်ကောင်းကောင်းကြီးမြင်သွားပြီဆိုရင်စွန့်လွတ်နိုင်သွားပြီနော်ဒါဟာနီလန်းတစ်ခုပဲနီလန်းတစ်ခုပဲအရက်ကြိုက်တဲ့လူတယောက်အရက်ဖြတ်ဖို့ဆိုလို့ရှိရင်အရက်ရဲ့အပြစ်ကိုစဉ်းကျင်စဉ်းစားဖို့လိုရတယ်အရက်ပြတ်ခြင်းရဲ့အကျိုးမှန်မှန်ကန်ကန်နားလည်ဖို့လိုရတယ်အပြစ်မြင်ခြင်းအကျိုးကိုသိခြင်းဒီနှစ်ခုမှတစ်စုံတစ်ခုကိုစွန့်ပယ်ခြင်းတစ်စုံတစ်ခုကိုရယူခြင်းဆိုတာလုပ်နိုင်မယ်မြတ်စွာဘုရားရဲ့အလောင်းတော်ဟာမြတ်စွာဘုရားကပြန်ရှင်းပြတယ်ကာမဂုဏ်အာယုန်ရဲ့အပြစ်ကိုတည်တည်ချာချာလေ့လာဆန်းစစ်ပြီးတော့ကြည့်တော့မြင်လာတဲ့အခါမှာတဲ့ကာမဂုဏ်ရဲ့အပြစ်တွေကိုမြင်လာသည့်အတွက်ကြောင့်စွန့်ဖို့အတွက်အင်အားရရတခါယဟန်ဘဝကိုကူးပြောင်းဖို့အတွက်ယဟန်ဘဝရဲ့အကျိုးကျေးဇူးတွေဘယ်လိုကောင်းလဲဘယ်လိုငြိမ်းချမ်းတယ်ဆိုတာတွေတည်တည်ချာချာအကျိုးကျေးဇူးတွေသိတဲ့အခါကျယဟန်ဘဝကို6ကဘာကြီးလို့ကြောက်เสียလို့မမြင်တော့ဘူးတဲ့ရဟန်းဘဝကိုနှစ်သက်เสียမျက်နှိုးเสียဖြစ်မြင်ခဲ့ပြောင်းလဲသွားဖို့ပြောပြတာနော်ပြောင်းလဲသွားကိုယ့်ကိုတစ်စုံတစ်ခုပြောင်းလဲမယ်ဆိုရင်အဲ့ဒီနည်းနဲ့ပြောင်းလဲရအဲ့ဒါကိုမြတ်စွာဘုရားစံနမူနာထားပြီးတော့စံ9ပါးအစဉ်စဉ်ပြောင်းလဲပြီးတော့သွားဖို့ပထမဇန်ရတယ်ပထမဇန်ရပြီပထမဇန်ကဒုတိယကိုတက်ချင်လာပြီဆိုရင်ပထမဇန်ရဲ့အပြစ်တွေကိုမြင်ရပထမပြန်ဟာကာမဂုဏ်အာယုန်စိတ်တွေနဲ့အလွန်နီးတယ်အလွန်နီးသည့်အတွက်ကြောင့်အဲ့ဒီအတွေးတွေပေါ်လာနိုင်မထိမ့်သိမ့်နိုင်သေးဘူးမလုံးကြုံနိုင်သေးဘူးဒါဟာပထမဇန်ရဲ့အာနေချက်ပဲပျော့ဖွက်တယ်အဲ့ဒီအပြစ်တွေကိုရှုလိုက်တဲ့အခါပရမဇန်ကိုမလိုချင်တော့ဘူးရှေ့ဆက်ချင်တယ်ဆိုတဲ့အတွေးတော့ဒုတိယဇန်ရဲ့အကျိုးကျေးဇူးတွေကိုစဉ်းစားလိုက်တဲ့အခါအဲ့ဒီကာမဂုဏ်အာယုန်အတွေးတွေဟာဒုတိယဇန်ကဝေးတယ်ဝေးသည့်အတွက်ကြောင့်ပို့ပြီးတော့ချမ်းသာမယ်ပထမဇန်ရဲ့အပြစ်ဒုတိယဇန်ရဲ့အကျိုးဒီနှစ်ခုနှိုင်းယှဉ်ပြီးတော့ဒုတိယဇန်ပေါ်မှာပိုမျက်နှိုးလာတဲ့အခါပထမဇန်ကိုအလွယ်တကူနဲ့ဆုံးလို့ရသွားတယ်ဒီလိုဆုံးလို့တာနော်ထို့တူပဲဒုတိယဇန်ကိုစွန့်ညင်တယ်တတိယဇန်ရဲ့အကျိုးကိုဆင်ញင်တယ်အပြစ်နဲ့အကျိုးအမြဲတမ်းဆင်ញင်စဉ်းစားပြီးတော့ကိုစွန့်လို့ရမယ့်အရာရဲ့အပြစ်ရယူရမယ့်အရာရဲ့အကျိုးတရားကိုဆင်ញင်စဉ်းစားပြီးတော့ဒီလိုပဲတစ်စင်ချင်းမြင့်တင်ပြီးတော့မိမိဘဝကိုပြင်ဆင်သွားတဲ့အကြောင်းမြတ်စွာဘုရားကဟောတာအဲ့ဒီတပုဒ္ဒသုတ်ဆိုတာအကျယ်ကြီးပဲအဲ့ဒီတပုဒ္ဒသုတ်ရှင်အာနန္ဒာနဲ့စကားပြောပြီးမယ်လို့တပုဒ္ဒတခါကြီးကအနန္ဒမှာထိုင်နေတယ်အဲ့ဒါမြတ်စွာဘုရားနဲ့တပုဒ္ဒတခါကြီးတို့ပြန်လီဆုံတွေ့တဲ့နေရာမှာဟောပြောတဲ့သုတ်တန်တစ်ခုပဲဆိုတော့ဒီတခါကြီးကပိဋကစာပေရပြောမယ်ဆိုလို့ရှိရင်ရန်ကုန်မြို့ကတော့ဟုတ်ပုံမရဘူးနော်ရန်ကုန်မြို့ကဟုတ်ပုံမရဘူးဖရာအနိဗ္ဗာန်မှာပဲသူနေတဲ့ပုဂ္ဂိုလ်ဖြစ်နိုင်တယ်ပေါ့ညီလုံးတဲ့ပုဂ္ဂိုလ်ကလည်းဖရာနာမှာတန်ဃာတွေကြားထဲမှာယဟန္တာဖြစ်သွားပြီအဲ့တော့သူတို့ဟာပိဋကစာပေထဲမှာတပုဒ္ဒဗန္လိကအနေနဲ့လာတယ်ဒါကိုဘာဖြစ်လို့ရွှေတကုံသမိုင်းဆရာတွေကတပုဒ္ဒနဲ့ဗန္လိကကုံတယ်ညီနောင်ကနေပြီးတော့ဒီ
နော်အတိတေဇနာမျိုးဆိုတာလဲရန်ကုန်မြို့ရဲ့မြို့ဟောင်းနာမည်ဘောမျိုးယူပြီးတော့ရေးထားအဲ့ဒါလို့ရေးထားတာရွှေကုံသမိုင်းအရာမှန်ကန်တာရှိသလားလို့ဆိုတော့တခုတော့တွေးတောစရာရှိသမိုင်းကြောင်းနော်ဒါကပိဋကတ်စာပေမှာလာတဲ့အထက်မှာတစွန်းတစမပါဘူးသူတို့ဇေရီတဲတယ်ဆိုတာတစွန်းတစမပါဘူးလုံးဝမပါဘူးဒီမှာစဉ်းစားကြည့်ဖို့ရခဏခေတ်အနေနဲ့အကယ်၍ရန်ကုန်ကနေပြီးတော့လှဲပေါင်း900နဲ့အိန္ဒိယသွားလို့ရမရစဉ်းစားကြည့်ပါလဲနဲ့မပြောနဲ့လိန်မြန်နဲ့သွားတာတော့အကြာကြီးတော့ဘုရားကရဖျားပြီးသွားတဲ့လူတွေတွေ့လေကဲထားလိုက်မဖြစ်နိုင်တာတွေထားလိုက်ဖြစ်နိုင်တာတစ်ခုပြောပြဖြစ်နိုင်တာတစ်ခုကဘာလဲကုံတယ်ဆိုတဲ့လူမျိုးတွေဟိုနိုင်ငံဒီနိုင်ငံကူလူဆက်ဆံပြီးသွားနေကြမြတ်စွာဘုရားကသူတို့ကိုဆံတော်တွေစွန့်လိုက်တယ်ဖြစ်နိုင်တယ်ထားတချို့မှာမှတ်တမ်းရှိတယ်တချို့မှာမှတ်တမ်းမရဘူးဖြစ်နိုင်တယ်ထားအဲ့ဒီသူတို့နေတဲ့ဩရိတပြည်နယ်ဆိုတာရှေ့ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကံယူရန်ကပသိမ်တို့မော်ရမြိုင်တို့ဒီလိုတန်းယူကံယူရန်ကြီးဖြောင်းတယ်ဘုန်းကြီးတို့ရောက်လာခဲ့တော့ကြည့်ကြည့်ကံယူရန်ဖြောင်းအဲ့တော့သူတို့ဟာအိန္ဒိယနိုင်ငံသားကုန်းတွေမှန်တယ်ဖះနဲ့လည်းပထမဆုံးတွေ့တယ်ဖះစီကဆံတော်လေးရလာတယ်ဆိုဟုတ်သူတို့ဟာကုံရောင်းကုံဝင်ကိစ္စနဲ့သွားလာတဲ့အခါအမြတ်တနုဒီဆံတော်တွေကိုပင့်ပြီးတော့ကုံရောင်းကုံဝင်ကိစ္စမှာမြန်မာပြည်ဘက်ကိုလှေသိမ်းမောတွေနဲ့ကူးလာတာမဖြစ်နိုင်ဘူးဖြစ်နိုင်တယ်ဒါဖြစ်နိုင်တာကိုပြောပြတာနော်လေပေါင်း900နဲ့သွားတာတော့မဖြစ်နိုင်ဘူးလို့ပြောရမှာကဲလေသိမ်းမောနဲ့ရန်ကုန်မြို့ရောက်လာပါရန်ကုန်ရောက်လာတဲ့အခါကျတော့ကုံတယ်တွေရဲ့ထုံးစံလက်ဆောင်ပဏ္ဏပေးလေးရှိကြဒါမှသူတို့ရောင်းရေးဝယ်ရေးကိစ္စတွေမှာအခွန်အတုတ်တွေပဲတက်တာဒီမှာအုပ်ချုပ်တဲ့ဘုရင်တွေနဲ့ဝင်တွေ့တယ်ဒါရှိကကုံတယ်တွေလှုပ်ရွလှုပ်စင်မယ်နော်ကုံတယ်တွေကလှုပ်ရွလှုပ်စင်ဘုရင်တွေစီလက်ဆောင်ဝင်ပေးတယ်အဲ့ဒီလိုလက်ဆောင်ပေးတဲ့အခါသိမြတ်အမြတ်တနုသူတို့တည်ဆောင်လာတဲ့ဘုရားရဲ့ဆံတော်လေးကိုဒီဥက္ကလပမင်းကြီးကိုလက်ဆောင်ပေးခဲ့တယ်လက်ဆောင်ပေးရနေပြီးတော့ရွှေကုံစေတီတော်ကြီးတည်ခဲ့တယ်ဆိုရင်တော့ဒါကရုပ်တိနဲ့အမတမနိစ္စတယ်လို့ပြောရမှာပဲကုံသေးဆိုတာမျိုးကဒီကနေ့ခေတ်နဲ့လက်ဆောင်ပေးတာရှိတယ်လေမဟာဝိဇ္ဇာစေတီကြီးကိုသိလိုက်ကြတယ်မဟုတ်လားရွှေကုံဘုရားနာလေးကမဟာဝိဇ္ဇာစေတီဟာနိဘောဘယင်မင်းမြတ်ကပေးလိုက်တဲ့ဓမ္မပါဏာကာဆိုတဲ့လက်ဆောင်နိဘောဘယင်ကပေးလိုက်တဲ့လက်ဆောင်ကိုဌာပနာပြီးတည်တဲ့စေတီပဲဟောအဲ့လက်ဆောင်ကိုဌာပနာပြီးတည်တဲ့စေတီအဲ့ဒါမျိုးလိုပဲကိုရောင်းကုံဝကိစ္စနဲ့ရန်ကုန်မြို့ကိုရောက်လာတဲ့ဒီတပုဒ္ဒပါဠိကညီနောင်နေဟာဒီဘုရင်ကြီးကိုလက်ဆောင်အနေနဲ့ဘုရားမြတ်စွာရဲ့ဆံတော်လေးကိုလက်ဆောင်ပေးခဲ့မယ်ကိုးဝယ်ဖို့ဘုရားအကြောင်းပြောပြီးသူတို့ကိုယ်တိုင်ကလည်းအမတမကြီးညိုတာဘုရားလက်ဆောင်ပေးခဲ့တဲ့အခါကျတမြတ်တနုနန်းတော်မှာကိုးဝယ်ထားရကနေပြီးတော့အရှိသိမ်းထားဖို့အတွက်ရွှေကုံစေတီတော်ကြီးကိုတည်ထားပြီးတော့ဒီထဲမှာဌာပနာပြီးကိုးခဲ့တယ်လို့ပြောလို့ရှိရင်တော့သမိုင်းအနေနဲ့မဖြစ်နိုင်ဘူးလို့ညင်းစရာအကြောင်းမရှိဘူးမဖြစ်နိုင်ဘူးလို့ညင်းစရာအကြောင်းအကယ်၍သာတပုဒ္ဒပါဠိကသည်ရန်ကုန်သားလို့ပြောမယ်ဆိုရင်ညင်းစရာအကြောင်းတွေအများကြီးဖြစ်လာတယ်ညင်းစရာအကြောင်းတွေဖြစ်လာတယ်ရန်ကုန်သားဆိုရင်ရန်ကုန်မှာပဲအဆုံးသတ်မှာပဲအဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားနဲ့အချိန်ချင်းတွေ့ပြီဟောပိဋကတ်စာပေထဲမှာတောင်သူတို့နာမည်တွေဟာထင်ရှားပါနေတယ်ဆိုတာပိဋကတ်လာတပုဒ္ဒပါဠိကဆိုရဲ့အကြောင်းဒီဟိုနိုင်ငံကလည်းအထူးဆန်းမဟုတ်ဘူးဒါ
တီဟောကလည်းပဲသူတို့မှတပုဒ္ဒနဲ့ဗန္ဓိကနဲ့ပတ်သက်တဲ့ဇာလန်းတွေရှိတာပဲဘုရားဘာသာနိုင်ငံတွေမှာဒီလိုဇာလန်းလေးတွေကရှိတတ်တယ်ပေါ့ရှိတတ်တဲ့အတွက်ကြောင့်မြတ်ဖျားရွှေတဘုံမှာသံတော်ထာပနာတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောတာမဟုတ်ဘူးဖြစ်နိုင်သို့သောတပုဒ္ဒပန္နိကတို့တဲ့တာဖြစ်ဖို့နည်းနည်းအလံဝေးတပုဒ္ဒပန္နိကကကုံတဲ့အနေနဲ့ဩက္ကလပမင်းကြီးကိုသံတော်လက်ဆောင်ပေးတယ်ဆိုတာဖြစ်နိုင်တယ်ဒီလိုအနေထားမျိုးတော့ရှိဒါသမိုင်းကိုအငင်းပွားစရာပြောတာမဟုတ်ဘူးသမိုင်းကိုညှိနှိုင်းပြလူတွေကသမိုင်းကြောင့်နဲ့ပတ်သက်လာလို့ရှိရင်အမှန်အစစ်အမှန်သိဖို့အလွန်ခဲယဉ်အထောက်ထားမတွေ့ရတဲ့အတွက်ကြောင့်ကြားလာတဲ့အခါမှာလူတွေရဲ့အပြောအဆိုတွေကအလှမ်းကွာပြီးတော့သွားတာနာမည်တွေကလည်းအလှမ်းကွာသွားတယ်အကြောင်းအရာတွေကလည်းဖြစ်စဉ်နဲ့အလှမ်းဝေးထွက်သွားတယ်ပေါ့စကိုင်းမြို့မှာတောင်မှပဲစကိုင်းတောင်ရုံမှာတည်ထားတဲ့မဟိယင်္ဂနဆိုတဲ့စေတီရှိတယ်သို့သောမဟိယင်္ဂနကိုအမျိုးမျိုးရေးရင်းကနေပြီးတော့နောက်ဆုံးမှာမဟိယင်္ဂနမရှိယင်္ဂနကနေမရှိခဏဖြစ်သွားခုနော်အလံဝေးသွားတာကွာသွားတာကိုပြောပြပကံမှာလည်းပဲအဘယရတနာစေတီတော်ကြီးကိုအဘယရတနာကနေအဘေရတနာဖတ်ရင်ကနေဘာဖြစ်လာတော့ဆိုအပေယတနာဆိုဖြစ်သွားတယ်အမှားတွေကတော့ပြောကြတယ်ကာလကျွေလျောလို့ကာလကရွေလျောသွားတယ်စကလုံးမှာရွေ့သွားနော်ရွေ့သွားစကိုင်းတောင်မှာအဘယခိရိဆိုတဲ့ဇေဒီရှိတယ်အဘယခိရိကိုရှင်းတော့ရေးတဲ့အခါကျတော့ဂရီလို့ရေးတယ်ခါငယ်ကိုရရစ်ပြီးတော့ရေးတယ်ဂရီပြင်းတဲ့လူကဖတ်တော့ဂျီလို့ဖတ်လိုက်တယ်အဘယကိုတခါရေးတဲ့အခါကျတော့ဘာနဲ့ရနဲ့ပေါင်းပြီးတော့ရေးလိုက်တဲ့အခါကျဘာဖြစ်သွားလဲအကပျောက်သွားပြီးတော့အဘယခိရိကနေပြီးတော့အဘယကြီးကနေဗျံကြီးဖြစ်သွားတယ်အခုခေတ်တော့ဗျံကြီးချောင်လို့ခေါ်နေကြတယ်နော်ရွှေလျောသွားဖို့မှာအဲ့ဒါလို့လောကကြီးဆိုတာသာဝရတည်မြဲနေတာမဟုတ်ဘူးတည်မြဲနေတာမဟုတ်သည့်အတွက်ကြောင့်အမှန်တရားဆိုတာထုတ်ဖော်ဖို့မူလအခြေအနေအတိုင်းပြုတ်ဆုပ်ဖို့ဆိုတာအလွန်ခဲယဉ်းတယ်လို့ပဲမှားတပုဒ္ဒနဲ့ဗန္ဓိကအကြောင်းဟောဖို့လွန်ခဲ့တဲ့3နှစ်လောက်ခရေကဟောဖို့ရှိတယ်သို့သောတပုဒ္ဒဗန္ဓိကအကြောင်းအရာတွေနဲ့ပတ်သက်တော့စัจจิပတိအတွေးတွေဖြစ်မှာဆိုလို့မဟောဘဲနဲ့နေတာဒီကနေ့ဘာလို့ဟောတယ်လဲလို့ဆိုလို့ရှိရင်ပိဋကစာပေမှာတပုဒ္ဒဗန္ဓိကအကြောင်းဒီလိုရှိတယ်ဆိုတာသိစေကျွန်တော်ခေါ်တယ်ဟုတ်တယ်မဟုတ်ဘူးမှန်တယ်မမှန်ဘူးဆိုတာကိုယ့်အကူပဲချင်းအချင်းများဖို့လည်းမဟုတ်ဘူးစကားများဖို့လည်းမဟုတ်ဘူးသူမှန်တယ်ငါမှန်တယ်ညင်းဖို့လည်းမဟုတ်ဘူးဒီဟာကိုဒါမပြောနဲ့ပကံရာဆိုရင်ပြောရင်ထုတ်ထမ်းပြောရတယ်ဆိုတာရှိတယ်လေထုတ်ထမ်းပြောဘာလို့လဲဆိုပကံရာဆိုရင်ပူခွဲတွေအလွန်များတာသူကမှန်တယ်ငါမှန်တယ်လို့ညင်းစရာအကြောင်းမရှိဘူးလွန်ခဲ့တဲ့သမိုင်းကြောင်းဟာဒီစုံတစ်ခုသောတိုင်းတာအရဖြစ်ခဲ့တာတော့မတန်မှမှန်ကန်ပါတယ်မှန်ကန်တော့လည်းပဲပြောင်းလဲလာမှုတွေရဲ့နိယာမသဘောအရဒီခြေရလက်ရမကြံလောက်အောင်ပြောင်းသွားလို့ရှိရင်လူတွေရဲ့အုံနောက်ထဲမှာအမှန်တရားဟာဝေးပြီးတော့သွားတဲ့ပေါ့အဲဒါကြောင့်မို့ဘုရားမြတ်စွာဟောကြားတဲ့အနိစ္စဆိုတဲ့နိယာမသဘောတရားအတိုင်းပဲဘယ်အရာမှမမြဲဘူးအလုံးဟာထာဝရပြောင်းလဲနေတဲ့အရာတွေသာဖြစ်တယ်ရန်ကုန်မြို့ကြီးဒီပင်နဲ့ကြည့်ဟောနာဒီနာပြောင်းနေတာတွေနော်မကြာသေးခင်နှစ်90ဟိုဘက်ကရန်ကုန်နဲ့အခုဒီဘက်ရန်ကုန်ဟာအများကြီးခွာခြားသွားတယ်နှစ်100ဟိုဘက်ရန်ကုန်မပြောနဲ့ဒီလိုပဲ
လောကကြီးဟာပြောင်းလဲပြီးတော့နေမှာပဲမပြောင်းလဲတဲ့သဘောကတော့ပြောင်းလဲနေခြင်းသာဖြစ်တယ်ပေါ့နော်ပြောင်းလဲနေခြင်းဒီဘယ်တော့မှမပြောင်းလဲဘူးလို့ဒီလိုပြောပြောင်းလဲနေတတ်တဲ့အနိစ္စသဘောတရားသည်ထာဝရမှန်ကန်နေပါပဲအမြဲတမ်းပြောင်းလဲနေပါဒါကြောင့်မို့သင်္ခါရတရားတွေကိုအာယုပြုပြီးတရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဝိပရိနာဓမ္မဝိပရိနာမဓမ္မပြောင်းလဲတတ်တဲ့သဘာဝတရားကြီးကိုဆင်ញင်သုံးသပ်ပြီးတော့လောကကြီးဆိုတာစင်ထာဝရပြောင်းလဲနေတဲ့အရာသာဖြစ်တယ်ပြောင်းလဲမှုတွေဟာဘယ်တော့မှအဆုံးသတ်မှာမဟုတ်ဘူးနိယမသဘောအရပြောင်းလဲနေကြမှာဖြစ်တယ်တို့ရထားတဲ့ခန္ဓာ၅ပါးဆိုတာလေပြောင်းလဲနေတဲ့အရာများသာဖြစ်တယ်တို့တွေရသော်ဗျာဟောတဲ့အတိုင်းဝယတမသင်္ခါရတရားဆိုတာပျက်စီးပြောင်းကွယ်တတ်တဲ့သဘောရှိတယ်ဒါကြောင့်မို့လို့မမိတ်မလျောနဲ့မိမိတို့ရဲ့သဘာဝအစစ်မှန်ကိုသိအောင်အသိဉာဏ်ရအောင်ကြိုးစားအထောက်ကြမယ်လို့ရသော်ဗျာအဆုံးမအတိုင်းလိုက်နာကျင့်သုံးပြီးတရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ဘုရားမြတ်စွာရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးခြင်းဖြင့်မပြောင်းလဲတဲ့နိယမဘောတရားကိုသိရှိနားလည်ကနောက်ဆုံးမှာထာဝရတည်မြဲတဲ့ဆိုတာနိဗ္ဗာန်မှာဖြစ်တယ်ဆိုတာကိုသိရှိပြီးနိဗ္ဗာန်ရောက်အောင်ကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝိတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်းဝေလာမင်းနှင့်ရောင်ခြင်းရှေယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရဤမြတ်ကျင်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာဝံတို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ရကုန်သည်ဖြစ်ပေဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း